အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်က grade 9အခန်း1သင်ချာ1ကိန်းစစ်များအကြောင်းကိုသင်ချပေးမှာဖြစ်ပါတယ်ဟုတ်ပြီဆက်ကြည့်လိုက်အောင်ဟုတ်ပြီကိန်းစစ်များတဘာကိန်းနဲ့တဘာကိန်းတွေကိုကျွန်တော်ရှင်းပြမယ်တဘာကိန်းတို့ကြတော့ရေတွက်လို့ရတဲ့ကိန်းများကိုတဘာကိန်းသို့မဟုတ်ရေတွက်ကိန်းလို့ခေါ်တယ်ဖြစ်မယ်နော်ရေတွက်လို့ရတဲ့ကိန်းတွေကိုတဘာကိန်းသို့မဟုတ်ဘာလို့ခေါ်လဲရေတွက်ကိန်းလို့ခေါ်တယ်ရေတွက်ကိန်းတွေမှာဘာတွေပါလဲဆိုလို့ရှိရင်1 2 3 4 5စတဲ့ကဏ္ဍတွေအကုန်လုံးရေတွက်လို့ရတဲ့ကဏ္ဍတွေမှာတများကိုတဘာကိန်းလို့ခေါ်တယ်တဲ့နောက်ဆက်ကြည့်အပြေကိန်းတဘာဝကိန်းများတွင်တုံများထက်မှန်ဖြည့်စွက်လိုက်ခြင်းဖြင့်ရလာသောကိန်းများကိုအပြေကိန်းများလို့ခေါ်တယ်။ဟုတ်ပြီတဘာကိန်းကတစ်ကစားရင်ကျွန်တော်တို့တုံများထပ်ထည့်လိုက်မယ်ဆိုရင်ဘာကိန်းဖြစ်သွားလဲအပြေကိန်းဖြစ်သွားတယ်။ဟုတ်ပြီနောက်ဆက်ကြည့်မယ်နော်ကိန်းပြေများကိန်းပြေတွေကြပါလဲဆိုတော့အပေါင်းတွေပါတယ်အနုတ်တွေပါတယ်တုံညာလည်းပါတယ်အဲ့လိုမှတ်ရမယ်ဆိုလို့ရှိရင်အပေါင်းရောအနုတ်ရောတုံညာတွေရောပါတယ်ကိန်းတွေကိုကြတော့ကိန်းပြေများလို့ခေါ်တယ်။ဟုတ်ပြီနောက်ဆက်ကြည့်အောင်ရာရှင်နယ်ကိန်းကြတော့အဆုံးရှိတဲ့ဒသမကိန်းသို့မဟုတ်အဆုံးမရှိတော့ပြန်ထက်ဒသမကိန်းများကိုရာရှင်နယ်ကိန်းလို့များလို့လည်းခေါ်တယ်အဆုံးရှိတဲ့ဒသမကိန်းဒါမှမဟုတ်အဆုံးမရှိတဲ့ပြန်ထက်ဒသမကိန်းများကိုရာရှင်နယ်ကိန်းလို့ခေါ်တယ်အဲ့ရာရှင်နယ်ကိန်းတွေမှာဘာလို့ဆိုတော့အပြေကိန်းတွေပါတယ်ကိန်းပြေလည်းပါတယ်ဟုတ်ပြီဆက်ကြည့်အောင်နော်ဘာလို့အဆုံးရှိရလဲအဆုံးမရှိရလဲဆိုတော့သိဖို့တော့ကြည့်အောင်3/4ဆိုတော့3ကို4နဲ့စားလိုက်တာ3.5လိုက်ရတယ်နောက်မှကဏ္ဍနေရာဆက်မရှိတော့ဘူးအဲ့ဒါဆိုရင်အဆုံးရှိတဲ့ဒသမကိန်းလို့ခေါ်တယ်ဟုတ်လို့3/7 3/7ဆိုတော့3ကို7နဲ့စားလိုက်တော့3.4နဲ့8 5 9ရတယ်နောက်ခုလည်းဗာပဲရအောင်4နဲ့8 5 9နောက်တစ်ခါလည်း4နဲ့8 5 9ပဲရမယ်အဲ့ရတော့အဆုံးမရှိပြန်ထက်ဒသမကိန်းလို့ခေါ်တယ်ရရှိတဲ့ကိန်းဆိုတာကအဆုံးရှိတဲ့ဒသမကိန်းဒါမှမဟုတ်အဆုံးမရှိတဲ့ပြန်ထက်ဒသမကိန်းတွေကိုရရှိတဲ့ကိန်းလို့ခေါ်တယ်အဲ့ရရှိတဲ့ကိန်းတွေမှာလည်းအပြေကိန်းတွေလည်းပါတယ်ဆိုတာသိရမယ်ကိန်းပြေလည်းပါတယ်ဆိုတာသိရမယ်ဟုတ်ပြီနောက်ခုဆက်ကြည့်အောင်ရရှိတဲ့ကိန်းကြတော့အဆုံးမရှိပြန်မထက်ဒသမကိန်းများကိုအီယာရှင်နယ်ကိန်းများလို့ခေါ်တယ်တဲ့အဆုံးလည်းမရှိဘူးပြန်လည်းမထက်ဘူးအဲ့ဒသမကိန်းတွေကိုအီယာရှင်နယ်ကိန်းခေါ်တယ်ကျွန်တော်ကတော့အလွယ်ဆုံးမှတ်ပါတယ် square root တွေ root တွေပေါ့နော် root တွေမှန်သမျှကအီယာရှင်နယ်ကိန်းလို့ကျွန်တော်တို့အလွယ်မခိုင်းပါတယ်ဟုတ်ပြီနောက်ခုထူးခြားတော့ကပိုင်ရလေအီယာရှင်နယ်ကိန်းပါပဲတဲ့အဲ့ဆိုရင်ဆက်ကြည့်ကြည့်အောင်တဘာကိန်းရဘယ်ရစားလဲတစ်ကစားလေးအပြေကိန်းရဘယ်ရစားလဲ၃ညစားလေးကိန်းပြေမှာကြတော့အပေါင်းတွေရောအနုတ်တွေရော၃ညတွေရောပါတာကိန်းပြေလို့ခေါ်တယ်ဟုတ်ပြီရရှင်တဲ့ကိန်းကြတော့အဆုံးရှိတဲ့ဒသမကိန်းဒါမှမဟုတ်အဆုံးမရှိတဲ့ပြန်ထက်ဒသမကိန်းတွေကိုလည်းရရှင်တဲ့ကိန်းလို့ခေါ်တယ်အဲ့ရရှင်တဲ့ကိန်းတွေမှာဘာလဲပါသေးလဲအပြေကိန်းတွေလည်းပါတယ်ကိန်းပြေလည်းပါတယ်ဟုတ်ပြီနောက်ခုရရှင်တဲ့ကိန်းကြတော့အဆုံးမရှိဘူးပြန်မထက်တဲ့ဒသမကိန်းတွေကိုရရှင်တဲ့ကိန်းလို့ခေါ်တာသိရပါမယ်